ထွက်လေဝင်လေဟာဝါယောဓာတ်သာဖြစ်တယ်အသက်မဟုတ်ဘူးလို့ဆိုတာအဘိဓမ္မာတရားအရာရှင်နာဂသိဏကသူ့ကိုရှင်းပြတယ်အဲ့ဒီနေရာမှာကာယသင်္ခါရဆိုတာထွက်လေဝင်လေမျှကိုသာပြောတာဒါလူအသက်မဟုတ်သေးဘူးလူအသက်မဟုတ်ဘူးဆိုတဲ့အကြောင်းလူအသက်ရှင်ဖို့အတွက်ထောက်အကူသာပေးတာဖြစ်တယ်ပေါ့သူကအသက်မဟုတ်ဘူးလို့အဲ့ဒီလိုရှင်းပြလိုက်တော့မှဒီထွက်လေဝင်လေကိုတစ်သက်လုံးအသက်လို့ထင်လာတဲ့အနန္တကာယအမတ်ကြီးဟာသဘောကျသွားပြီဘုရားဘာသာအဖြစ်ကူးပြောင်းသွားတယ်ဒါကအဲ့ဒီနေရာမှာမှတ်တမ်းလေးတစ်ခုပေါ့နော်လမ်းသွားရင်မေကွန်မေးသွားတယ်အဲ့ဒီလိုနဲ့ဘုရင်နန်းတော်ရောက်သွားကြတယ်ဘုရင်နန်းတော်ရောက်သွားရောက်တဲ့အခါဘုရင်ကြီးကစီမံချက်ပြုတ်ထားတဲ့အတိုင်းယဟန်8000ရှင်နာဂသေနအပါဝင်ယဟန်8000ကိုဆွမ်းခဲဝဲဘောစဉ်ချွတ်ချင်းရတာအဖျားဖျားတွေကိုဆက်ကလှူဒန်းတယ်အဲ့လိုဆက်ကလှူဒန်းပြီးတဲ့အခါမှာဘာလျှောက်တုံးဆိုဆက်ကလှူဒန်းပြီးတဲ့အခါမှာဆွမ်းစားလို့ပြီးပြီဆိုတော့ယဟန်တော်တစ်ပါးကိုသင်္ကန်းတစ်စုံစီသင်္ကန်းအစုံ8000လှူတယ်ရှင်နာဂသေနကိုတော့တိစီဝရိတ်ဒုက္ခလို့ခေါ်တယ်နှစ်ထပ်သင်္ကန်းကြီးနဲ့တိစီဝရိတ်သင်္ကန်း3နဲ့လှူတယ်တဲ့လှူပြီးတဲ့အခါကျတော့အရှင်ဘုရားနာဂသေနအရှင်ဘုရားတို့10ပါးလောက်ပဲဒီမှာကြံရစ်ပြီးကြံတဲ့ကိုတော့ကြောင်းပြန်ကြွပါစေတော့သူတို့ဆွေးနွေးပွဲမှာကြံတဲ့ကိုတော်တွေမတက်နဲ့တော့ပေါ့အဲ့ဒါနဲ့ကြံတဲ့ကိုတော်တွေကြောင်းပြန်ကြွသွားကြတယ်အားလုံးရှင်နာဂသေနနဲ့အတူတူကယဟန်10ပါးနန်းတော်မှာထိုင်ပြီးတော့ကြံရစ်ကြတယ်အဲ့ဒါလိုနန်းတော်မှာအစဉ်သင့်ဖြစ်နေပြီဆိုတဲ့အချိန်ကြာတော့မှဘုရင်ကြီးကခါတိုင်းလို့မဟုတ်ဘူးရှင်နာဂသေနပေါ်မှာလေးစားတဲ့စိတ်ကလေးရှိလာရှင်နာဂသေနတို့ယဟန်တွေကိုသူ့ရဲ့နည်းနည်းမြင့်တဲ့ထိုင်ကုန်မှာထိုင်စေပြီးသူကနည်းနည်းနှိမ့်တဲ့ထိုင်ကုန်နဲ့ထိုင်တယ်အဲ့ဒါလို့နှိမ့်တဲ့ထိုင်ကုန်မှာထိုင်ပြီးတဲ့အခါကျတော့ဘုရင်ကြီးကရှင်နာဂသေနကိုလျှောက်တယ်မေကွန်းနေမေးကြတော့မယ်ပေါ့မေးဖို့ပြောလာလျှောက်တော့ဗန္ဒေနာဂသေနကိမိဟောတိကထာတန်လာမောဆွေးနွေးကြမယ်ဆိုလို့ရှိရင်ဘယ်အချက်ပေါ်မှာအခြေခံပြီးတော့ဆွေးနွေးကြမလဲဘာပေါ်မှာအခြေခံပြီးတော့ပြောကြမလဲဆွေးနွေးဖို့နဲ့ပတ်သက်လာတဲ့အခါမှာအကြောင်းတစ်ခုရှာတာပေါ့နော်ဘယ်ပေါ်မှာဆွေးနွေးမလဲလို့ဆွေးနွေးမှုနဲ့ပတ်သက်ပြီးတော့ပြောတဲ့အခါကျတော့ရှင်နာဂသေနအဋ္ဌိနမယံမဟာရာဇအဋ္ဌိကအကျိုးကျေးဇူးနဲ့ပတ်သက်လာတယ်အဲ့ဒီဘဝမှာဘယ်ဟာအကျိုးရှိတယ်ဘာရည်ရွယ်ချက်နဲ့လုပ်တယ်အဲ့ဒီအကျိုးတရားနဲ့ပတ်သက်လာတယ်အဲ့ဒီအကျိုးတရားပေါ်မှာလိုလားကြတာဖြစ်သောကြောင့်အဋ္ဌိဟောတုကထာတံလာဘောအကျိုးကျေးဇူးရည်ရွယ်ချက်ဆိုတာတွေနဲ့ဆက်ဆိုင်တဲ့မေခွန်းတစ်ခုဒီပေါ်မှာဆွေးနွေးကြတာပေါ့လို့ရှင်နာဂသေနပြောတာပြောလိုက်တဲ့အခါကျတော့မိလိန်နာမင်းကြီးကကောင်းပါပြီကဲစကားစားကြမယ်ပေါ့နော်သူမေခွန်းတွေကအခုမှစားမှာသူကမေခွန်းတွေစားတာပထမဆုံးသူမေးမဲ့မေခွန်းကဒီအကျိုးကျေးဇူးနဲ့ပတ်သက်ပြီးအကျိုးတရားနဲ့ပတ်သက်တယ်ဘုန်းကြီးဝတ်တာဘာလို့ဟုတ်တယ်ဆိုတဲ့မေခွန်းလားတခြားဘာသာတွေတော့မပြောတတ်ဘူးနော်ဘုန်းကြီးဟာဘာအတွက်ဝတ်တာလဲလူဘဝမနေခြင်းလို့ဝတ်တာလားပြင်းလို့ဝတ်တာလားလုံးမစားခြင်းလို့ဝတ်တာလားသို့မဟုတ်ဒီဖရာသခင်ရဲ့အမှုထမ်းမှုဝတ်တာလားတချို့ဘုရားဘာသာဘုန်းကြီးတွေကဘာလို့ဘုန်းကြီးဝတ်တာလဲ
ဗမာပြည်မှာဆိုဒုံလဘရဟန်းခံတွေပြည့်တာနော်ဘာလို့ရဟန်းခံကြလဲဒုံလဘရဟန်းခံတယ်မကဘူးဒုံလဘသီလရှင်လာသေးတယ်ရှောင်းတလုံးဆုံးခံပြီးတော့ဘာလို့သီလရှင်ဝတ်လဲဘာရည်ရွယ်ချက်နဲ့ဝတ်တာလဲရည်ရွယ်ချက်တော့ရှိရမှာလေအလုပ်တစ်ခုလုပ်တယ်ဆိုရင်ဥတီချက်နဲ့ရည်မှန်းချက်ရည်ရွယ်ချက်ဆိုတာရှိကိုရှိရမရှိလို့မရဘူးအဲ့တော့ဗုဒ္ဓဘာသာမှာသာဘုန်းကြီးရှိတာမဟုတ်ဘူးဟိန္ဒူဘာသာမှာလည်းဘုန်းကြီးရှိတာခရစ်ယာန်မှာလည်းဘုန်းကြီးရှိတယ် monk တို့ priest တို့ရှိတာဘာရည်ရွယ်ချက်နဲ့ဝတ်ကြတာလဲဗုဒ္ဓဘာသာဘုန်းကြီးတွေကဘာရည်ရွယ်ချက်နဲ့လဲခရစ်ယာန်ဘုန်းကြီးဟိန္ဒူဘုန်းကြီးတွေကဘာရည်ရွယ်ချက်နဲ့ဝတ်ကြတာလဲအဲ့တော့ရည်ရွယ်ချက်တော့ရှိရအဲ့ဒီရည်ရွယ်ချက်နဲ့ပတ်သက်ပြီးတော့မိလိန်နာမင်းကြီးကကိမန္တိယဗန္တိတုံမကံပပ္ပစ္စာအရှင်ဘုရားတို့ရှင်ယဟန်လှုပ်တာဘာအတွက်လဲကောသတုံမကံပရမတ်ထောအရှင်ဘုရားတို့မျှော်မှန်းတဲ့အမြင့်ဆုံးရှိမှန်းချက်ကဘာလဲဘုန်းကြီးဝတ်တယ်ဆိုတာဘာအတွက်လဲနော်အမြင့်ဆုံးရည်မှန်းချက်ကဘာလဲဒါတွေရှိရမယ်လေရှိရအဲ့တော့ဘာတွေကြည်မှန်းပြီးတော့ဘာတွေလှုပ်တာတော့ဆိုတော့ရှင်နာဂသေနာဖြေတယ်ဘုရားဘာသာဘုန်းကြီးတွေဘာကြောင့်ဘုန်းကြီးဝတ်တယ်ဆိုတဲ့မှန်ကန်တဲ့ရည်ရွယ်ချက်ကပါကိန္တိမဟာရာဇဣဒံဒုက္ခံနိရုဇေယအညာသဒုက္ခနာဥပ္ပစေယတိဧတဒတ္ထာမဟာရာဇအမကံပပ္ပစ္စာမြတ်စွာဘုရားရဲ့သာသနာတော်မှာတို့ယဟန်ဝတ်တယ်ဆိုတာတဲ့ယဟန်ဝတ်တယ်ဆိုတာတခြားအတွက်မဟုတ်ဘူးတဲ့အခုရထားတဲ့ဆင်းရဲဒုက္ခဘလို့အဆုံးသတ်ရမလဲနောက်ထပ်ဆင်းရဲဒုက္ခတစ်ခုမဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုသိဖို့ဝတ်တာပါတဲ့ဒါဗုဒ္ဓဘာသာဘုန်းကြီးတွေရဲ့ရည်ရွယ်ချက်ကနော်ဘာကြောင့်ဘုန်းကြီးဝတ်တာတော့ဆိုအခုလက်ရှိရထားတဲ့ဒုက္ခချုပ်ငြိမ်းသွားပြီးတော့နောက်ထပ်ဒုက္ခတစ်ခုမရဖို့အဲ့တော့ဒီနေရာမှာဒုက္ခဆိုတာဘာကိုပြောတာတော့ဆိုအလုံးသိတဲ့ဒုက္ခတဲ့နဲ့နဲတဲ့တရားမြတ်စွာဘုရားရဲ့ဆုံးမစကားနဲ့ကြည့်ပဲဆိုရင်ဒုက္ခဆိုတာလူအများသိတာ။ကိုယ်ရခြင်းဟာလည်းဒုက္ခ၊နာရခြင်းဟာလည်းဒုက္ခ၊သိရခြင်းဟာလည်းဒုက္ခ၊ချစ်သူခင်သူနဲ့ခွဲနေရခြင်းဟာလည်းဒုက္ခ၊မုန်းသူနဲ့အတူနေရခြင်းဟာလည်းဒုက္ခ၊လိုချင်တာမရတာလည်းဒုက္ခဆိုပြီးတော့ဓမ္မစကြာမှာဟောထားတဲ့ဒုက္ခတွေရှိတယ်လေ။အဲ့ဒီဒုက္ခတွေအပြင်လူမသိသူမသိဒုက္ခလို့မသိတဲ့ဟာကဘာတော့တန်ခိတ်တေနပင်စုပါဒနက္ခဏာဒုက္ခခန္ဓာ၅ပါးရထားတာဒုက္ခဖြစ်နေတယ်ခန္ဓာ၅ပါးကြီးရထားတာဟုတ်မဟုတ်စဉ်းစားကြည့်ပေါ့နော်လူတွေကရေဝေနဲ့နီးလာမှဒုက္ခလို့ထင်တာဝေးနေတော့ကတော့ဒုက္ခလို့မထင်ကြဘူးသိပြီသို့တော့ရလာတဲ့အချိန်ကနေစပြီးသူဒုက္ခပေးတာမယမနာပဲလေလူဘဝရလာတဲ့ဆိုတဲ့ကမြတ်စွာဘုရားကဟောတယ်ယောဘိခွေရူပတ္တဥပ္ပါရောဒုက္ခသေးသောဥပ္ပါရောတဲ့ရုပ်တရားကြီးရုပ်ခန္ဓာကြီးရလာတာဟာဒုက္ခရလာတာဒုက္ခဖြစ်လာခြင်းပဲဝေဒနာဆိုတဲ့စိတ်ခံစားမှုရလာတာလည်းဒုက္ခရတာပဲတင်ညာဆိုတဲ့စိတ်မှတ်သားမှုရတာလည်းပဲဒုက္ခကိုရလှုံ့ဆော်စည်းရုံးမှုဆိုတဲ့သင်္ခါရရလာတာလည်းဒုက္ခရလာအသိစိတ်လို့ဆိုတဲ့ဝိညာဉ်ရလာတာလည်းဒုက္ခဆိုလိုတာခန္ဓာ၅ပါးရလာတာဟာဒုက္ခရလာတယ်လို့ဆိုဘာဖြစ်လို့ဒုက္ခလို့သတ်မှတ်တယ်လဲဆိုရင်ဖြစ်ပြီးပြက်နေလို့သာဝရပြောင်းလဲနေတဲ့အရာကြီးဖြစ်လို့ဖြစ်မှုပြက်မှုတွေကအမြဲတမ်းနှိမ့်ဆက်နေလို့ဒုက္ခဟုတ်မဟုတ်စဉ်းစားကြည့်ပေါ့လူတယောက်မွေးလာပြီဆိုရင်နော်တရက်သားကနေတလသားတလသားကနေတစ်နှစ်သားဖြစ်လာတဖြည်းဖြည်းတစ်နှစ်သားကနေ10နှစ်သား10နှစ်သားကနေ20ဒီလိုကြီးပြောင်းလာတဲ့အခါမှာရက်နေမှာမဟုတ်ဘူးတဖြည်းဖြည်းအိုမင်းပြီးတော့လာတယ်
သွားရင်လာရင်စားရင်တောင်းရင်ပြောရင်ပါပင်နဲ့ခေါင်းပေါ်ကစပင်းတွေကဖြူပါးစပ်ထဲကသွားတွေကပြုတ်ထွက်နော်ဒီကြားထဲမှာနေမကောင်းလို့ဆေးကန်းသွားရတာခဏခဏအဲ့တော့ခန္ဓာကြီးရထားတဲ့လူတယောက်ဟာပြောင်းလဲနေတာကြီးကိုမပြောင်းလဲအောင်ရပ်တန့်ပြလို့ရမလားဆိုမရဘူးသွားနေတာပဲသူကတော့နော်တလားသားကနေနှစ်လားသားသွားနေတာပြောရှစ်တိုးနေတာတိုးနေတယ်ဆိုတာတိုးပြီးတော့ပြိုးလာတာမဟုတ်ဘူးနောက်ပိုင်းကျတိုးပြီးတော့အိုးလာတာဖြစ်တယ်ပေါ့အေးအသက်50ကျော်လာပြီဆိုရင်တော့တဖြည်းဖြည်းရောလာအင်အားတွေလည်းတဖြည်းဖြည်းကုန်လာတယ်နုပြိုမှုတွေလည်းတဖြည်းဖြည်းရောကျလာတယ်နော်မျက်စိတွေကမှုံလာတယ်နားတွေကထိုင်းလာတယ်ပရည်တွေကတွန်းလာတယ်နောက်ဆုံးမှာအဖိုးဖွားဝရောက်လာပြီးတဲ့အခါအဲ့ရထဲမှာဘုံလဲသွားကြဗျာအဲ့ဒါကိုကြော်လွှားနိုင်ဖို့ဒီလမ်းရှိလားဆိုမရှိဘူးဘယ်သူမှလည်းမကြော်လွှားနိုင်ဘုရားဘာသာလည်းမကြော်လွှားနိုင်ဘူးတခြားဘာသာဝင်တွေလည်းမကြော်လွှားနိုင်ဘူးမြန်မာလူမျိုးလည်းမကြော်လွှားနိုင်ဘူးတခြားလူမျိုးတွေလည်းမကြော်လွှားနိုင်ဘူးကမ္ဘာမှာရှိသမျှလူတွေအလုံးဟာဒီပုံစံနဲ့ပဲသွားနေတာဆိုအဲ့ဒါကိုကြည့်လိုက်မယ်ဆိုရင်ကိုရထားတာဒုက္ခကြီးရထားတယ်ဆိုတာအမှန်တမ်းထင်ရှားတယ်အဲ့ဒါကြီးကိုဘယ်လိုနည်းနဲ့ရပ်မလဲဒီဘဝပြီးသွားလို့သေသွားရင်နောက်ဒီလိုခန္ဓာတစ်ခုရအောင်ဒီနောက်ခန္ဓာတစ်ခုရရင်အစပြုပြီးအဆုံးလာအောင်နော်မွေးဖွားခြင်းလာလို့ရှိရင်သေဆုံးခြင်းလာမှာပဲအေးနောက်တစ်ခါသေဆုံးသွားလို့ရှိရင်မွေးဖွားခြင်းဆိုတာလာအောင်လာပြီးရင်နောက်ထပ်ပြန်လီသေဆုံးခြင်းနဲ့ပြန်လီမွေးဖွားခြင်း non stop ဘယ်တော့မှရပ်လို့မရတဲ့ဖြစ်စဉ်ကြီးတစ်ခုတည်းမှာတဝဲလဲလဲနဲ့ဒုက္ခရောက်နေကြတာဒီလိုဆိုလို့တယ်နော်အဲ့တော့ဒီလိုဒုက္ခတွေရောက်နေတဲ့ဟာကိုလူတွေဟာကြော်လွှားနိုင်ဖို့ခွင့်လန်းရှိလားဆိုမရှိဘူးမရှိသည့်အတွက်ကြောင့်ဘုရားမြတ်စွာဘုရားရဲ့အဆုံးအမတော်အရာဆိုလို့ရှိရင်သာသနာပေါင်းဝင်ရောက်ပြီးတော့ယဟန်ပြုတယ်ဆိုတာအဲ့ဒီဒုက္ခတွေဘယ်နည်းနဲ့ရပ်တန့်ပြမလဲနောက်ထပ်ဒုက္ခတစ်ခုမရအောင်ဘယ်လိုလုပ်ရမလဲအဲ့ဒါသိရှိဖို့အတွက်ဘုန်းကြီးဝတ်ထားပါလို့ဒါမှန်ကန်တဲ့နည်းနဲ့ဒီလိုရွယ်ချက်ထားအဲ့တော့အစစ်မြင့်တယ်နော်အစစ်မြင့်တဲ့ရွယ်ချက်ဘုန်းကြီးဝတ်ထားဘုရားရဲ့ဝကြည်ဝငယ်လုပ်ဖို့လည်းမဟုတ်ဘူးနော်ဘုရားဝကြည်ဝငယ်လုပ်ဖို့လည်းမဟုတ်ဘူးဝန်ထမ်းဖို့လည်းမဟုတ်ဘူးအဓိပ္ပာယ်ကဘာတော့ဆိုရင်အခုလက်ရှိရထားတဲ့ဒုက္ခတွေချုပ်ငြိမ်းသွားပြီးနောက်ထပ်ဒုက္ခတစ်ခုမဖြစ်ဖို့အတွက်ပဲအဓိကအဲ့ဒါကိုရည်မှန်းပြီးတော့ရဟန်းဝတ်တယ်လို့ရှင်နာကသေနာကဖြေဆိုတာဖြစ်တယ်အင်မတန်မှတိကျတဲ့အဖြေတစ်ခုပေါ့နော်အင်မတန်မှတိကျပြီးသေချာတဲ့လေးနက်တဲ့အဖြေတစ်ခုဖြေပေးလိုက်တာပြီးတော့သူမေးတဲ့မေးခွန်းကနှစ်ခုရှိတယ်ဘာအတွက်ယဟန်ဝတ်ထားလဲဆိုတာတစ်ခုအမြင့်ဆုံးမျှော်မှန်းချက်ကဘာလဲဆိုတာတစ်ခုအဲ့ဒီအမြင့်ဆုံးမျှော်မှန်းချက်ဆိုတာ ਨੇ ပတ်သက်လာတဲ့အခါကျတော့အနုပါဒပရိနိဗ္ဗာနံခောပနအမကံပရမတ္ထောဆွလန်းမှုတွေလုံးဝစွန့်လွတ်လိုက်တဲ့ငြိမ်းချမ်းမှုဟာတို့ရဲ့အမြင့်ဆုံးပန်းနိုင်ပဲဖြစ်တယ်ပေါ့နောက်ဆုံးပန်းနိုင်ပဲဖြစ်တယ်တဏှာဆွဲဆိုတာငါဟာဒိဋ္ဌိဆွဲဆိုတာ